အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Rich ပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကတက်တော့မှာ trade ဖြစ်နေတဲ့ဟိုပါဘောနော်အရာလေးတစ်ခုကျွန်တော် reason လုပ်ပေးမှာဖြစ်ပါတယ် Okay let's go ကဲနေခါတာဘယ်လိုကဲသူကရဟိုကကရကြခဲ့တာမကရတော့ကရဟိုကကရ မတိုင်းပြော အိုးဟိုစီတော့က အဲ့ဒီ video file ကတော်တော်များများပေါ့နော်ပြောကြတာပေါ့နော်ကျွန်တော် comment ဝင်ဖန်ကြည့်တာဗာလဲဆိုအဲ့ဒီစကားရခိုင်စကားနဲ့တူတယ်လို့နော်ဒီစကားရခိုင်ပေါ့နော်အဲ့ဒီဘာသာစကားရခိုင်လို့ပြောကြတယ်အမှန်ဆိုရခိုင်မဟုတ်ပါဘူးနော်ဒီစကားကျွန်တော်တို့မြိတ်စကားပါကျွန်တော်ပိတ်စကားပေါ့နော်ဘာဖြစ်လို့ကျွန်တော်အဲ့လိုမျိုးပြောလဲဆိုကျွန်တော်ပိတ်တာပါပိတ်တာဆက်ပါအဲကြောင့်မို့ကျွန်တော်ဒီစကားကိုကျွန်တော်ဘာသာစကားဖြစ်တဲ့အတွက်ဒီစကားပိတ်စကားပါရခိုင်စကားမဟုတ်ပါဘူးနော် ဒါကင်မော တဲ့နေကဲလား yes ဟိုစီရတော့နေခရကင်လေခုနေငေါခရကင်ရလေဟိုကကင် မလဲ ဖေအားလေသူလေ ကျွန်တော်မူရင်းယူလာပေးတာနော်ညာမူရင်းပဲ ပြော ဘယ်သူလဲကူอ่ะ သူလေ တက်လဲနေပေတိကတာခရငောဘယ်လိုကဲရခရ သူက မအပြောလေဘယ်လိုကဲရ အိုမကယောမသူခရ ဘယ်လိုကဲရတော့ သူကရလူ ဟာ သူက တခရဘယ်လိုကဲရနေလို့ယောဂဖေတာနော်မလဲလား အဲ့သူကရယောကလူ โอเคအစိုးရကြည့်စုပေးတဲ့အတွက်အားလုံးကြည့်ဦးတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဘာလို့ reason လုပ်ရလဲဆိုတော့တချို့တွေကကျွန်တော်တို့ဒီဗိတ်စကားနဲ့ရခိုင်စကားအနည်းတော့တူတာပေါ့နော်ဒါပေမဲ့ရခိုင်စကားကြတော့နည်းနည်းလေးမြန်နဲ့ဖက်သွားရယ်နော်ကျွန်တော်တို့ဗိတ်စကားကြတော့ဘယ်လိုပြောမလဲဗျာမြန်မာစကားနဲ့အဲ့ဒီရခိုင်စကားနဲ့တစ်ခုရောလိုက်တော့ဝဲသွားတာပေါ့နော်အဲ့လိုတပုံပဲဖြစ်သွားတာနော်ဘာတော်တော်များမြင်ရတယ်ကျွန်တော်ဟိုပါပေါ့နော်ကျွန်တော်မြန်မာလို့ထင်ကြတာအမှန်ကျွန်တော်မြန်မာမဟုတ်ပါဘူးကျွန်တော်ဗိတ်သားစစ်ပါနော်ဗိတ်သားစစ်ကြဗျာဗိတ်သားစစ်နော်ဗိတ်သားစစ်ဗိတ်သားဆဲလာမတည်ရတာမရောနော်